အမျိုးသားတယောက်နိုးလာတဲ့အခါမှာတော့သူဟာကိုယ်ခန္ဓာမရှိတော့ပဲခေါင်းတစ်ခုလဲသာကြန့်ရှိတော့တာကိုထိတ်လန့်ဖွယ်တွေးလိုက်ရပါတယ်သူဘာဖြစ်သွားတာလဲလို့အလန့်တကြားမင်းမြန်းတဲ့အခါမှာတော့ဆရာဝန်ကအဖြစ်မှန်ကိုရှင်းပြပါတယ်သူဟာဘုံပေါက်ကွဲမှုတစ်ခုနဲ့ကြုံခဲ့ရပြီးခန္ဓာကိုယ်ရဲ့80%ကျော်မီးလောင်ကျွမ်းသွားခဲ့တယ်လို့ကြောရိုးနဲ့အောက်ပိုင်းတစ်ခုလုံးပျက်စီးသွားခဲ့တာပါသူ့အသက်ကိုဆက်ထိန်ထားနိုင်မှုအတွက်သူ့ဇနီးဖြစ်သူကသူ့ကိုဆက်ရုပ်တယောက်ဖြစ်ပြောင်းလဲဖို့သဘောတူခဲ့တာဖြစ်ပါတယ်သတိပြန်ရလာပြီးသူ့ရဲ့မူလခန္ဓာကိုယ်ကိုဖျက်တောက်လိုက်ရပြီဆိုတာသိလိုက်ရတဲ့အခါသူဟာဒီအဖြစ်မှန်ကိုလုံးဝလက်မခံနိုင်ဖြစ်သွားပါတယ်စိတ်လှုပ်ရှားမှုတွေထိမရပဲဆရာဝန်ကိုတောင်လေပင်ညစ်တက်ဖို့ကြိုးစားခဲ့တယ်လို့တခွဲကန်းထဲကနေထွက်ပြေးဖို့အတင်းယုံကံပါတော့တယ်နောက်ဆုံးမှာတော့ဆရာဝန်ကသူ့ရဲ့စနစ်ကိုအဝေးထိန်ခလုံးနဲ့ပိတ်လိုက်ရပါတယ်သူ့ရဲ့အခြေအနေကိုမျက်မြင်ကိုယ်တွေ့လက်ခံနိုင်အောင်ဆရာဝန်ကသူ့အပြင်ဘက်ကဆက်ရုပ်ခုံကိုချွတ်ပြလိုက်တဲ့အခါကြန့်ရှိနေတဲ့သူ့ခန္ဓာကိုယ်အစိတ်ပိုင်းကိုကြည့်ပြီးသူလုံးဝစိတ်တက်ကြသွားပါတယ်သူဟာအသက်ရှင်ရမှထက်တေခွင့်ပေးဖို့တောင်တောင်းဆိုခဲ့ပါတယ်ခမည်းကိုစောင့်နေတဲ့ဇနီးနဲ့ကလေးတွေရှိသေးတယ်ဆိုတဲ့ဆရာဝန်ရဲ့စကားကြောင့်သူဟာအာတင်ပြီးအမှန်တရားကိုလက်ခံခဲ့ပါတယ်ဆက်ရုပ်ခန္ဓာကိုယ်နဲ့လိုက်ရောညီထွေဖြစ်အောင်လေ့ကျင့်မှုတွေစတင်ခဲ့ပေမဲ့လူသားဆန်တဲ့စိတ်ခံစားချက်တွေကသူ့ရဲ့တုံ့ပြန်မှုနှုန်းကိုတာမန်ဆက်ရုပ်တွေထက်နှေးကွေးစေပါတယ်ဒီပြဿနာကိုဖြေရှင်းဖို့ဆရာဝန်ကသူ့ရဲ့အုံနောက်ထဲမှာဟော်မုန်းတွေကိုထိန်းချုပ်နိုင်မဲ့ချစ်တစ်ခုကိုထည့်သွင်းပေးလိုက်ပါတယ်ဒီချစ်ဟာပုံမှန်ချိန်မှာအလုံးမလုံးပေမဲ့တိုက်ပွဲဝင်တဲ့အခါမှာတော့သူ့ကိုခံစားချက်မရှိတဲ့တက်ဖြတ်ရေးဆက်ရန်ရာကြီးတစ်ခုအဖြစ်ပြောင်းလဲပေးမှာဖြစ်ပါတယ်အစင်းမြင့်တင်မှုတွေလုပ်ပြီးတဲ့နောက်ဆက်ရုပ်ဖွဲ့တစ်ဖွဲ့နဲ့တယောက်တည်းရှင်ပြန်ရတဲ့တိုက်ပွဲစစ်ဆေးမှုကိုခံယူပါတယ်သူဟာမျက်နှာဖုံးကိုချလိုက်တာနဲ့တိုက်ပွဲဝင်စနစ်ထဲကိုရောက်သွားပြီးလူသားစိတ်ခံစားချက်တွေကိုဘေးဖယ်ထားလိုက်ပါတယ်သူ့ရဲ့တိုက်ခိုက်မှုတိုင်းဟာတိကျပြီးတည်စေနိုင်တဲ့အထိပြင်းထန်ပါတယ်စနစ်ရဲ့အကူအညီနဲ့ကြီးစံတောင်းအလားတမဖြစ်စေပဲရန်သူကြီးစံတွေကိုလည်းကြိုတင်ခံမှန်းပြီးလွယ်လွယ်ကူကူရှောင်ရှားနိုင်ခဲ့ပါတယ်မိနစ်ပိုင်းအတွင်းမှာပဲဆက်ရုပ်ဖွဲ့တစ်ခုလုံးကိုသူအပြတ်သက်ချေမုန်းနိုင်ခဲ့ပါတယ်စမ်းသပ်မှုတွေအောင်မြင်ပြီးတဲ့နောက်မှာတော့သူဟာစိုးရိမ်စိတ်တွေနဲ့အတူသူ့မိသားစုစီကိုပြန်သွားခဲ့ပါတယ်သူဟာအရင်လိုပြည့်စုံတဲ့လူသားတစ်ယောက်မဟုတ်တော့ပေမဲ့သူဇနီးကတော့သူ့ကိုနှွေးထွေးစွာလက်ခံခဲ့ပြီးသူတို့နှစ်ဦးရဲ့မေတ္တာတရားကတော့အရင်တိုင်းခိုင်မြဲနေစေပဲဖြစ်ပါတယ်